Hi guys, အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Super Character ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ခဏရအောင်ရှိရဲ village ကို village တွေကဒီအိမ်နေပေါ့နော်အိမ်နေက Minecraft ရှိရမမြင့်မြင်ထားတဲ့ကွာပေါ့နော်တိတ်ပြီးတော့မမိုက်တို့ခံစားရကျွန်တော်စိတ်ထဲမှာဒီမမိုက်တို့ခံစားရကျွန်တော်ဖိတ်တဲ့ကြောင့်ဖြစ်တော့ဒီလိုအိမ်နေကိုပြင်မှာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးပုံဒီလိုမျိုးအိမ်နေကိုဒီလိုမျိုးဖြစ်အောင်ကြောင်းမှာဖြစ်ပါတယ်ကဲ let's go ကျွန်တော်အခုစလုပ်မှာတော့ဒီမှာတွေ့တဲ့အတိုင်းပါပဲဒီမှာတွေ့တဲ့အတိုင်းဒါပေမဲ့အခုကျွန်တော်နိုင်နော်ညပြောင်းနေတာမဟုတ်လို့ကျွန်တော်ရုံးကမနဲ့ပြန်ပြောင်းမယ်โอเคစပြီကျွန်တော်ဆောင်းပြန်ရုံးလို့ဘာချက်လို့မလဲကျွန်တော်မေးမယ်ဆိုရင်ဒီအရာကိုဆွေးပလိုက်မယ်ဒါတော့ဖြည့်မယ်โอเคပေါ့နော်ဒါတွေကိုဖြည့်မယ်ပြီးရင်ဒီမှာ set ကိုယူဟိုဘက်ဒီဘက်အဲ့လိုထည့်လို့ပြီးလို့ရှိရင်ဒီအရာတွေထပ်ပြင်ဒါတော့ဒီရွာမှာရှိတဲ့ဟာပေါ့နော်အဲ့ဒီရွာမှာရှိတဲ့ဟာပဲလို့ထားတာဒါပြီးဒီမှာ data slash dark slash ဘူးပေါ့နော်ဒီ dark ဘူးကိုယူမယ် okay ဒီလိုလုပ်လိုက် okay ဒါဆိုရပါပြီဒါဆိုအပေါ်ပိုင်းပြီးပြီဒါဆိုအောက်ဘေးနှစ်ဖက်ကိုလေးလုံးရုံးကျွန်တော်ဘေးနှစ်ဖက်ကိုဒီမှာဒီရလေးထားမယ်ထားပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှန်အစဒီချန်စီကိုခံမှန်အစချန်စီကိုခံမယ်โอเคဒီဘက်ရပါဒီဘက်တစ်ဖက်အပြင်ဒီဘက်လည်းအခုနောက်တိုင်းပဲဒီဘက်လည်းဒီတိုင်းပဲပေါ့နော်နားကုန်โอเคဒီဘက်လည်းဒီခုနအတိုင်းပဲဒီမှာ set နောက်လေးလိုက်ထည့်မယ်ဒီမှာဒီဘက်ကိုလည်းဒီတိုင်းโอเคဒါဆိုရပါတယ်ဒါဆိုအနောက်ဘက်ထည့်လို့အနောက်ဘက်ကကြောက်ခဏလေးပေါ့နော်ကျွန်တော်ဒီမှာဒီကတဲလေးအရင်ဖယ်လိုက်မယ်โอเคတဲလေးအရင်ဖယ်လိုက်လောက်ဆိုတော့ရတော့ပါပြီဒီမှာအနောက်ဘက်မှာကျတော့ဘာထက်လို့မဲမင်းဒီမှာဒီနေရာလေးပြုတ်မယ်ရုံးကိုပြုတ်ပြီးတော့ကျွန်တော်ဒီနေရာနေအစားဒီရထက်တက်မယ်တက်ပြီးလို့ရှင်တက်မှာပေါ့နော်โอเคတက်မယ်တက်ပြီးလို့ရှင်ဒီရအစားဒီရတက်မယ်ပေါ့နော်နောက်ပြီးလို့ရှင်ရင်ဒီမှာဒီရတွေကိုဒီလိုတယ်ဟိုဘက်ဒီဘက်နှစ်ဖက်โอเคနောက်ပြီးဘာထပ်သုံးမလဲမေးရင်ဒီပါပေါ့နော်ဒီလေကားတဲ့ဒီ dark blue ပါလေဒီ dark blue ပဲသုံးမယ်သုံးပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအလှဆင်နေတာကြောင့်ဒီကနေ့ကိုထပ်ပြန်ပြီးလို့ရှိရင်ကျွန်တော်ဆင်ကျင်တဲ့အရာတစ်ခုရှိတယ်ဒီမှာလာဆင်မယ်ပန်းအောင်နဲ့ကျွန်တော် blue orchid ပေါ့နော် blue orchid ပန်းစိုက်ချင်လို့ okay ဒါဆိုရင်အနောက်ဘက်လည်းဒီတော့အရှိဘက်ပဲကျွန်တော်တို့အရှိဘက်ကျတော့နည်းနည်းတော့ပြီးတော့မရှိဘက်ကိုကျတော့ဖြတ်မယ်ဒါလည်းဖြတ်ပလိုက်ရှုပ်ထားတယ်ကားလည်းပြက်မယ်ရှေ့ဘက်ကိုကျတော့တကားလည်းပြက်မယ်ဒီရရဲပြက်ပလိုက်ဒီမှာဒါလေးအကုန်ထပ်ပြက်မယ်ဒါကိုဖယ်လိုက်ကျွန်တော်ဒီမှာတဲကိုတူအောင်မယ်
နောက်ပြီးဒီလိုမျိုး okay ဒီမှာမြေကြီးခိမှုရည်ဆိုရင်ထပ်လုံးဒီဘက်ကိုကျတော့ဒီလိုလုံးမယ်လုပ်ပြီးလို့ရှိရင်ဒီဘက်ကို okay ဒီဘက်လုပ်ပြီးလို့ရှိရင်ဘာထပ်လုံးမယ်မင်းမတက်ကဘာမှထပ်လုပ်စရာတော့မလိုဒီကားပဲတက်အောင်နော်ဒီကားတက်မယ်ဒီကားတက်မယ်နော်ဒီမှာထားမယ်ဒီမှာလည်းမမိုက်ဘူးဒီမှာနိုင်ကောင်းတယ်ဒီကောင်ဒီမှာထားလိုက်မယ်โอเคဒီကောင်ဒီမှာထားမယ်ထားပြီးဒီထက်လို့ပြီးလို့ရှိရင်ဘာထက်လို့ကောင်းမလဲမမိုက်ဘူးเนาะကျွန်တော်စိတ်ထဲမှာတိတ်မမိုက်လို့ခံစားနေရသေးတယ်โอเคနားလဲပြီဒီထက်လို့လိမ့်ဒါရွာပြပြအပိုင်းတရဲ့အပိုင်းမှာโอเคစရကြီးဆိုရင်နောက်ပိုင်းမှာတော့အခုချိန်မှာတော့အိမ်ကပြီးဆုံးနေပါပြီအိမ်ကတော့ကျွန်တော်ပြီးပါပြီဒါဆိုရင်ကျွန်တော်တို့မလိုရတဲ့ပစ္စည်းတွေယူမယ်ယူပြီးလို့ရှိရင်ကျွန်တော်ဒီမှာမီးအရင်ထိုးမယ်โอเคမီးထိုးမယ်ဂရင်ထားမယ်ကျွန်တော်စောင်းတဲ့အရာရိုးရှင်းမယ်ပေါ့နော်အရင်ကိုရိုးရှင်းတယ်โอเคဒီလောက်ဆိုရင်ရပြီဒီလောက်ပါပဲနောက်ဗီဒီယိုရောက်လို့ရှိရင်ဒီလိုရွာကိုဒီလိုလိုက်ပြင်နိုင်ပေါ့နော်ဒီလိုပြင်နိုင်လေးတွေကိုထပ်လို့မဖြစ်ပါနဲ့နောက်ဗီဒီယိုမှာတော့ပြန်တွေ့မှာဖြစ်ပါတယ် bye